မေပြီးတဲ့စိတ်ဓာတ်မဟုတ်ရင်မခံနဲ့မှန်တာကိုလုပ်ရဲရဲပြောရဲရဲရင်ဆိုင်တတိရှိရှိရင်ဆိုင်ကျွန်တော်အမေစိတ်ဓာတ်နဲ့ကျွန်တော်ယက်တည်တယ်ကျွန်တော်အမေကကျွန်တော်ကိုလေကျွန်တော်ဘဝမှာကျွန်တော်အမေကကျွန်တော်စာလုံးလေး3လုံးပဲသင်တာကျွန်တော်သေရည်ကနေဒီမှတ်ထားတယ်ကျွန်တော်အမေကကျွန်တော်ပညာမတတ်ဘူးဘုန်းကြီးကျောင်းအတွက်ဒါပေမဲ့ကျွန်တော်အမေကျွန်တော်ဘယ်လိုသင်လဲဆိုသားမင်းဘဝမှာလူဖြစ်ခြင်းရဲ့အောင်မြင်ခြင်းရဲ့စ3လုံးနဲ့နေပါအမေလည်းဘယ်ရတာမှမသိဘူးအဲ့စ3လုံးဆိုတာစ3လုံးဆိုတာတော့အခုခေတ်တော့သိတာပေါ့ဟိုစုံစမ်းနေထောက်တိုင်းနေမဟုတ်ပါဘူးကျွန်တော်အမေဒါတွေမသိပါဘူးကျွန်တော်အမေပြောတဲ့စ3လုံးကျွန်တော်မျှဝေတာပါကျွန်တော်ခဏထိအဲ့လိုနေပါတယ်ကျွန်တော်အမေကကျွန်တော်စ3လုံးပဲသင်ပါတယ်မင်းလူဘဝကြီးမှာအောင်မြင်ခြင်းနဲ့သားရည်တဲ့လူတိုင်းအတွက်နေရာတနေရာဆိုတာအများအားရှိပြီးသားတဲ့ကျွန်တော်ဆုံးမတာနော်မင်းသွားခြင်းချင်းမသွားခြင်းချင်းရောက်ခြင်းချင်းမရောက်ခြင်းချင်းလူတိုင်းအတွက်နေရာတနေရာလူတိုင်းမှာရှိပြီးသားနောက်ဆုံးအဲ့ဒီနေရာကိုမတက်နိုင်ရင်မင်းသွားမယ့်နေရာတော့ရှိတယ်သေလန်းနေရာအဲ့ဒီနေရာတော့မင်းမလွဲမသွေသွားကိုသွားရမှာအဲ့ဒီသေမဲ့နေရာသင်္ချိုင်းကုန်းနေရာမြေထဲကိုမရောက်ခင်မင်းအတွက်နေရာတနေရာဆိုတော့တတ်မှတ်ပြီးသားအဲ့ဒီနေရာကိုမင်းသွားနိုင်ဖို့ဆိုတာမင်းစ3လုံးကိုစောင့်ထားပါကျွန်တော်အမေကစာတော့မတတ်ဘူးစာဖတ်တယ်နေ့စဉ်သတင်းစာတွေဂျာနယ်တွေပါတယ်သူအရန်ဖတ်တယ်ကျွန်တော်ငယ်တွေကလည်းဖတ်ခိုင်းတယ်အမေကအဲ့ဒီတော့သတင်းဂျာနယ်ခက်မှတ်မိမှာပါအိုးဝေတို့ဘာလို့ဟိုရင်တော့ဂျာနယ်တွေထွက်တတ်ကြဆိုအမေကအကုန်ဝဲတယ်ဝဲပြီးတော့သူကကြာနာဖတ်တာဖတ်ပြီးရင်ကျွန်တော်ဒါဖတ်ကြည့်စားဒါလေးဟိုကဖက်ဆက်ကြအမေကျေးဇူးကြောင့်စာဖတ်နိုင်တဲ့စာဖတ်ခြင်းနဲ့တတိတွေလည်းရှိလာပါတယ်စာဖတ်ရင်အောက်မကြဘူးစာဖတ်ရင်နောက်မကြဘူးစာဖတ်ရင်ပညာတတ်ရင်မင်းလူတော်လူကောင်းဖြစ်လာမယ်ကျွန်တော်အမေကဒီလိုပဲသင်တာအဲ့တော့ကျွန်တော်အမေကကျွန်တော်စာလုံးလေး3လုံးနဲ့သင်သွားတယ်ကျွန်တော်အမေသင်တဲ့စာလုံးကဘာလဲဆိုတော့နံပါတ်1စာလုံးသားဘာလို့စူးစူးစိုက်လို့ပညာမတတ်တဲ့အမေကကျွန်တော်သင်သွားတာနော်သေတဲ့အထိကျွန်တော်အမေကွယ်လွန်သွားတဲ့အထိကျွန်တော်ဘလောက်ပညာတတ်တယ်ဘလောက်ဘွဲ့တွေရတယ်ဆိုတာမသိတော့ပါဘူးမေးလည်းမမေးဘူးကျွန်တော်အမေပြောသွားတဲ့စကားလေးသားဘာလို့နံပါတ်1စာလုံးစူးစူးစိုက်လို့နံပါတ်2ဘာလို့အလုပ်ကိုဆွဲမြဲလို့ဟိုလိုပြောင်းဒီပြောင်းဟိုကောင်းလို့ဒီကောင်းလို့ဘယ်တော့မှမလုပ်နဲ့မင်းဘာလုပ်ချင်တာလဲကျောင်းဆရာလုပ်ချင်တာလားစာရေးဆရာလုပ်ချင်တာလားမင်းရန်ကုန်သွားပြီးတော့စာရေးဆရာလုပ်ပြီးထမင်းငတ်ချင်တာလားကျောင်းဆရာလုပ်ချင်တာလားဆုံးဖြတ်ကျောင်းဆရာလုပ်မယ်ဆိုရင်ကျောင်းဆရာကိုဆွဲမြဲလုပ်စူးစိုက်လုပ်နောက်ဆုံးစာလုံးတစ်လုံးစေတနာနဲ့လုံးဘာလို့စေတနာထက်ဘယ်နေရာရောက်စေတနာထက်စေတနာမပါတဲ့အလုပ်ဟာဟင်းချက်ရင်တော့ပေါ့တယ်စာမကောင်းကျွန်တော်အမေကကျွန်တော်အဲ့လိုတဲ့တာအမေကျေးဇူးတယ်အမေကျေးဇူးကြောင့်စ3လုံးနဲ့ကျွန်တော်ကြိုင်လာတယ်အဲ့တော့ခဏဒီလူတွေကပြောတော့ပေါ့ဟာဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အမေကျေးဇူးကတော့မမေ့ပါဘူးစ3လုံးနဲ့နေနိုင်တယ်စ3လုံးနဲ့နေနိုင်အောင်ကြိုးစားကျွန်တော်အမေကျေးဇူးကိုဖောက်ဖျက်တာကျောင်းဆရာအလုပ်ကိုနှစ်ပေါင်း20ပဲလုပ်ခဲ့တာပါပဲကျောင်းဆရာအလုပ်ကိုနှစ်ပေါင်း20လုပ်ပြီးတော့ကျွန်တော်မတကအလုပ်ကနောက်10နှစ်ပေါ့နှစ်ပေါင်း30ဆိုရင်လည်းကျွန်တော်ပြင်ဆင်ရမှာပါနှစ်ပေါင်း30အထိမနေပဲနဲ့နှစ်ပေါင်း20နဲ့ရန်ကုန်ကိုထွက်လာခဲ့တာကျွန်တော်တို့အများကြီးကောင်းသွားတယ်။ဘာဖြစ်လို့လဲဆိုတော့ကျောင်းဆရာအလုပ်နှစ်ပေါင်း20လုပ်လာတာကျွန်တော်မှဘာမှမရှိဘူး။အိုးလည်းမရှိဘူးအိမ်လည်းမရှိဘူးဘာမှမရှိဘူးပိုင်ဆိုင်မှုဘာမှမရှိဘူး။နေစရာလည်းမရှိဘူး။တကယ်နေစရာမရှိဘူး။ဘာပိုင်ဆိုင်လဲနှစ်ပေါင်း20နော်ကျွန်တော်တို့တောဟာလူတွေကကျွန်တော်ရွာနေပြောင်းတဲ့ခါကျဆရာအိမ်ဆောက်မလားမြေလေးတစ်ခွက်ဝယ်လိုက်ပါညီလေးတို့ကဝယ်လေးပါအဲ့ဒီခေတ်ကနဝတာလို့နအဖာတို့ခေတ်ပေါ့ကျောင်းဆရာတွေမြေခွက်ပြီးတယ်မလျှောက်ဘူးကျွန်တော်ကလည်းအဲ့လိုနေတာကျောင်းဆရာတွေအတွက်ချင်းငွေပေးတယ်မယူဘူးကျွန်တော်ချင်းငွေမယူဘူးကနေဒီသူတို့ပေးတယ်အဲ့တော့2000တွေ3000တွေ1000တွေပေးတယ်ကျွန်တော်မချေးဘူးချမ်းသာလို့လားမဟုတ်ဘူးငတ်တယ်ဒါပေမဲ့မယူဘူးကျောင်းဆရာတွေကိုဘာနောက်တစ်ခါပေါ့စက်ပြပေးတယ်
နောက်တစ်ခါပါလဲဟိုဖျောင်းနိုင်ပေးတယ်ဘယ်ကပေးတာလဲ G0 ဘာလို့ပေးတယ်မယူဘာဖြစ်လို့ G0 မဝင်ယုံကြည်မရှိလို့မဟုတ်ကျွန်တော်တို့ကအဲ့ဒီလိုခတ်တင်းနေနေတာခတ်တင်းနေကျွန်တော်တို့နေခဲ့တာသူတို့ပြောရင်ယူမယူဘူးပေးမယူဘူးအဲ့တော့ဘာလုပ်လဲဆိုတော့နိုင်ငံတော်ကနေပြီးတော့စေတနာနဲ့အလျောက်ငွေ2000ချီးတဲ့အခါမှာငွေ2000ကိုမချီးတဲ့အတွက်ကြောင့်တိုင်းပညာရေးမှူးလည်းလာတွေ့ပြီးတော့ဖြည့်ရှင်းပါတဲ့ကျွန်တော်စာထုတ်ပေါ့ကဲသူကပတ်စံချီးတယ်ကျွန်တော်မချီးဘူးဗျာမယူဘူးဗျာနိုင်ငံတော်စေတနာကိုကျွန်တော်ကစော်ကားလို့လာဖြည့်ရှင်းပါဆိုတော့ဘလောက်များလဲဗျာစဉ်းစားကြည့်နော်ကျွန်တော်တို့ကြုံတွေ့ရတဲ့ခေတ်ကျွန်တော်ကလေအဲ့ဒီငွေ2000ကိုကျွန်တော်ယူဦးတဲ့လူရှိတယ်ကျွန်တော်ပြောပြမယ်ဒီနိုင်ငံတော်စေတနာဆိုတဲ့နဝတနာဖာပြီးတော့ကျွန်တော်ဘာမှမယူသူ့အကျွေးအတင်မခံနိုင်လို့မယူတာရှင်းရှင်းပဲကျွန်တော်ကဒါပေမဲ့ရန်ကုန်ကိုကျွန်တော်လာတော့မယ်ဆိုတော့ကျွန်တော်ဘလို့မှမြို့ကျောင်းမှာမပြောတော့ဘူးရက်တီလို့မရဘူးမြို့ကျောင်းဆရာတွေကြားထဲမှာကျူရှင်တွေသူတို့ပြောတယ်ကျွန်တော်မကျူရှင်ရှင်ဘူးဘယ်တုန်းကမှလည်းကျွန်တော်မကျူရှင်ဘူးကျူရှင်တဲ့ဆရာလည်းမဟုတ်ဘူးကျွန်တော်အင်္ဂလိပ်စာပဲသင်တာအင်္ဂလိပ်စာကောင်းကောင်းသင်တတ်တယ်ကျွန်တော်တို့ခေတ်တုန်းက Wuthering Heights သင်တာဘယ်သူမှ Wuthering Heights ကိုကောင်းကောင်းမသင်နိုင်ဘူးကျွန်တော်ကောင်းကောင်းသင်နိုင်တယ်ဘာလို့ဒီဇာတ်လမ်းကကျွန်တော်တို့ယိုးနေလို့ကျွန်တော် Wuthering Heights ကိုကျွန်တော်စေတနာနဲ့လိုက်ပြီးတော့ကျွန်တော်အကုန်လုံးမြို့လှည့်ပြီးကျွန်တော်သင်တာစာမွေးနီးရဲ့အခါမှာတပြားမှပေးစရာမလိုကိုယ်စိတ်ကိုစားပြီးကျွန်တော်လိုက်သင်တာခလေးကိုကျွန်တော်အဲ့လိုလုပ်ပေးတာအဲ့ဒီလိုလုပ်ပေးတဲ့အခါမှာကျူရှင်သင်မတို့ကျောင်းကဘာလုံးမတွေညာလုံးမတွေခုနပြောလို့ကိုကျောင်းသားရှီကပတ်စံပြန်ကောက်ပြီးတော့ကိုလာကကိုပြန်ခွဲယူကြဆိုတဲ့ဘဝကြတော့ကျွန်တော်အရရင်နာတယ်ဘလူကြောင့်ရင်နာလဲဆိုတော့ကျွန်တော်ရက်ွက်ထဲကိုအင်မတန်ရှောက်သွားတတ်တဲ့ကောင်ကျောင်းဆရာဆိုမှကျောင်းဘယ်တော့မှမနေရက်ွက်ထဲကျွန်တော်လှဲ့တယ်ကျွန်တော်ရက်ွက်ကအမှန်တိုင်းပြောရင်အင်မတန်ဗရုပ်တော့ဖတ်ရက်ွက်ငစိမ့်နေနေတယ်ဖာနေတယ်ဘာကြီးအကုန်လုံးမကောင်းတဲ့အလုပ်မှန်သမျှအကုန်လုံးပဲလူနေတယ်ကျွန်တော်တော့မကောင်းတဲ့မိန်းမတွေအိမ်မို့လဲကျွန်တော်တက်ပြီးယူနေချမ်းတောက်ပြီးတာပဲဘာလို့တပည့်တွေပဲအိမ်မှာလေသူ့အမေဘာလုပ်လို့လေသူ့တပည့်ကကျွန်တော်တပည့်လေသူ့သမီးသားသမီးကကျွန်တော်တပည့်လေအဲ့တော့သူ့ကိုကျွန်တော်တက်အောင်ပေါအောင်ပါပေါ့သူ့အမေကခေါင်းကြီးမို့လို့ကျွန်တော်ဒီအိမ်မှာမတက်ရင်ပတ်စံမရဘူးပတ်စံဆိုတော့ကြောင်းအတွက်အလှပြောတာကျွန်တော်စီးရုံးရမှာပဲဟုတ်တယ်မလားကျွန်တော်စီးရုံးရမှာပဲသူ့ဘာသာအိမ်ရောက်တယ်သူ့ဘာသာနဲ့စားဆိုလဲစားတယ်ဘာဖြစ်လို့ဒီကောင်တွေကကျွန်တော်တို့အများကြီးအားကိုးရတဲ့ကောင်တွေဘာဖြစ်လို့လဲတစ်ခိုးလို့ဖွဲ့စားကြရှိဘယ်မှဖွဲ့စားပြီးတော့တင်ញံကုန်တော့ဖွဲ့ထားတာဘယ်သူမှသွားမရှာရဲဘူးလေမလီဟိုကောင်တွေကစိတ်ချဆရာလှဲ့ကိုမကြည့်နဲ့အဲ့ကောင်တွေဘယ်သူမှတင်ញံနဲ့မဝင်ရဲဘူးအဲ့လိုအာမခံတယ်လူတွေကျွန်တော်အဲ့လိုအရက်ကိုကျွန်တော်တက်အောင်ပုံပြီးကျွန်တော်ကနေတာအဲ့ဒီတော့ဒီလိုနေတဲ့ဆရာကိုမြို့လဲရောက်ကိုကျွန်တော်ဘီးတွေလည်းပြီးသွားပါတယ်ကွန်ပျူတာလည်းကျွန်တော်ချွန်းချွန်းချင်းချင်းတက်သွားပါတယ်ကွန်ပျူတာတက်သွားတဲ့အခါမှာသူတို့သားသမီးဟိုသားသမီးဟိုဘိုးသားသမီးဟိုဘာချုပ်သားသမီးဘာသမီးကိုကွန်ပျူတာမသိပေးကောင်းလားဆိုပြီးတော့ကျွန်တော်လာပြီးရန်တွေ့တာလည်းခံရတယ်ကျွန်တော်နဲ့အကြီးကျယ်တွေဖိုက်ကြတာပဲအဲ့တော့ကျွန်တော်ဒီလိုဖြစ်ရတာကိုကျွန်တော်မလို့ကျွန်တော်ပညာကိုသင်ခြင်းနဲ့ပညာကိုတတ်ခြင်းနဲ့ပညာကိုပြီးခြင်းနဲ့ကျွန်တော်စိတ်ကအယိုးခံပဲအဲ့ဒီလိုရန်ဖြစ်ရတာလေစူရတာတွေပူရတာတွေဟိုဟာတွေဒီဟာတွေဟိုကပတ်စံလက်ခံရမှာကျွန်တော်ရှုပ်ရင်ကျွန်တော်လက်မခံကဲနောက်ဆုံးညတော့ကျွန်တော်မဖြစ်တော့ဘူး2000ပြည့်နှစ်ဒီဇင်ဘာလမှာနောက်ဆုံး31ရက်နေ့မှာကျွန်တော်အကြောင်းကြီးကိုကျွန်တော်သော့အပ်ပြီးတော့ကျွန်တော်ထွက်ပြီးဆိုပြီးတခါလဲထွက်သွားတယ်ရန်ကုန်ပြီးရောပဲစိတ်ကုံသွားတယ်ပညာရေးလောကကိုအပြီးထွက်တာဘာလားစာမှလည်းဘာပင်စင်မှလည်းမယူတော့ဘူးဆရာကြီးကျွန်တော်တို့မှထွက်စာရော့ဒီမှာကျွန်တော်ကိုင်းတဲ့ကွန်ပျူတာကန်တော့စရင်အင်းဒီမှာအကုန်ကျွန်တော်ထွက်ပြီးပြန်လာမလာတော့ဘူးကျွန်တော်ဆရာကြီးကလည်းကနေဒီအသက်ရှိပါသေးတယ်80ကျော်လောက်ရှိပါပြီအေးငါလည်းပင်စင်ယူတော့မှာကွာလေငါမရှိရင်မင်းဒီကျောင်းမှာနေလို့မရဘူးဘာလို့ဆိုမင်းနဲ့ဘယ်သူမှလည်းတဲ့မှာမဟုတ်ဘူးမင်းလည်းထွက်ငါလည်းထွက်အကုန်လုံးကွာဆိုဆရာကြီးလည်းကျွန်တော်မောင်းထုတ်တာပဲဆရာကြီးတော့ကျွန်တော်ကျေးဇူးတင်ရမှာအဲ့တော့ခုနကကျွန်တော်ပြောတာနော်ငွေ2000ယူတဲ့ကိစ္စကျွန်တော်အစိုးရပေးတယ်နာဝတနာအဖခေစေတနာနဲ့ပြီးတယ်ဆိုတော့ကျွန်တော်2000လက်မခံဘူးကျွန်တော်သွားပြီးတော့တိုင်းရုံးမှာဖြည့်ရှင်းရတယ်ရန်ကုန်ကိုတက်တော့မယ်ဆိုတဲ့အခါကျတော့ကျွန်တော်ပြဿနာနံပါတ်1ဘာလို့စားမှမသိဘူးနံပါတ်2အဲ့ထဲမှာငွေ1000ပြည့်အောင်မရှိငွေ1000ပြည့်အောင်မရှိတဲ့လူကဘယ်လိုလုပ်ရန်ကုန်တက်မလဲဒါမှကျွန်တော်မကြောက်ဘူးဘာပဲပြောကျွန်တော်အိတ်ထဲမှာငွေ1000ပြည့်အောင်မရှိတော့လဲအဲ့ဒီခေတ်ကကားက90လောက်ပဲရှိတာ哦ငွေကားက90ပြည့်ရန်ကုန်ရောက်တယ်
ရန်ကုန်ရောက်ရင်ဘယ်လိုပဲပြောပြောဘုန်းကြီးကျောင်းပဲနေရဇရပ်ပဲနေရအလုပ်တစ်ခုခုတော့ရရမယ်အဲ့လိုဥတီချက်နဲ့သွားမယ်လို့တော့ကျွန်တော်ရန်ကုန်သွားမယ်မှသိတော့ကျွန်တော်ကွန်ပျူတာသင်ပေးတဲ့ဦးစင်းလေးရှိပါတယ်မြို့မှာကျောင်းပဲခူးမြို့မှာကျောင်းပါဦးစင်းလေးလို့ကျွန်တော်ကခေါ်ပါတယ်ဦးစင်းလေးကရောက်လာတယ်တခါကြီးရန်ကုန်သွားတော့မယ်ဆိုမမဗျာတပည့်တော်ဒီကျောင်းမှာနေလို့မရတော့တပည့်တော်ရန်ကုန်သွားတော့မယ်အဲ့တော့ဦးစင်းလေးကပါလို့ဆိုသူ့လွယ်ကလေးအဝါလေးကပါလာတဲ့သူလည်းအလှခံနာပုံရပါတယ်ပတ်စံအသက်ကလေးအုပ်လိုက်ရော့ရန်ကုန်သွားရင်အဲ့ဒီဟာယူသွားတခါကြီးရန်ကုန်သွားလို့ရှိရင်အဲ့ဒါမပါသွားရင်ဒုက္ခရောက်သွားလိမ့်မယ်ကျွန်တော်ဦးစင်းလေးကအဲ့လိုထောက်ပဲအဲ့တော့မဟုတ်ဘူးတပည့်တော်မယူဘူးဖေမဟုတ်ဘူးယူရမယ်တခါကြီးစိတ်ဓာတ်ကိုသိတယ်ချီးတာပဲဖြစ်ဖြစ်ယူသွားချီးတယ်လို့ပဲသဘောထားပေးနိုင်မှပြန်ပေးမပေးနိုင်လည်းမပေးနဲ့ဆိုပြီးတော့အဲ့ဒါနဲ့ဘုံကြီးပြန်သွားတော့ရီလိုက်တဲ့ခါကျတော့10တန်လေးတင်5ချက်တန်အသစ်တစ်စစ်လေသူလည်းဘယ်လိုသိမ်းလာလဲအလှခံနာဝင်ရပါတယ်ငွေ2000ငွေ2000တိကျွန်တော်အဲ့ငွေလေး2000နဲ့ကျွန်တော်ရန်ကုန်ကိုတက်ခဲ့ပါတယ်တက်ခဲ့ပြီးတော့ကျွန်တော်ဘဝကိုကျွန်တော်ကန်ဆန်းပြီးတော့ကွန်ပျူတာဂျာနယ်ပေါ့ဒီမှာလည်းကျွန်တော်ကွန်ပျူတာဂျာနယ်ကကျွန်တော်မိတ်ဆွေတယောက်ကျွန်တော်တွေ့ပါတယ်အခုမှပြန်တွေ့ကြတာအဲ့ဒီတော့သူကလည်းအဲ့ကွန်ပျူတာဂျာနယ်မှာလုပ်တယ်ကျွန်တော်သွားပြီးတော့ကွန်ပျူတာဂျာနယ်ကိုကျွန်တော်အဲ့ဒီမှာကွန်ပျူတာဂျာနယ်ကပိုင်ရှင်ကိုကျွန်တော်သွားတက်ပြီးတွေ့တယ်ကျွန်တော်ကျောင်းဆရာအလုပ်ကထွက်လာပြီရန်ကုန်ဒီနေ့ရောက်ပါတယ်ကျွန်တော်စာလေးတွေရေးပြီးတော့ဒီကိုပို့လို့ရမလားအဲ့တော့ तू ကဟာဆရာအရင်လည်းကျွန်တော်ပို့ဘူးပါတယ်တချီရောဟာဆရာရတာပေါ့ဆရာသာတကယ်လို့ဒီမှာလုပ်မယ်ဆိုရင်ဆရာအတွက်ဟောဒီမှာဇပွဲဆရာအတွက်ဟောဒီမှာကွန်ပျူတာဆရာအတွက်ဟောဒီမှာနေရာဆရာဟောဒီမှာအက်ဒီတာနေရာတန်းပေးတာကျွန်တော်ပြင်ချင်မှရှိပြီလို့လို့ရမယ်ကျွန်တော်နံပါတ်1ကျွန်တော်အင်္ဂလိပ်စာကောင်းကောင်းကျွမ်းကျင်ပါတယ်ဘာသာပြန်တတ်ပါတယ်သူတို့တိုက်ကိုကျွန်တော်ဘာသာပြန်စာမှုတွေပို့နေကြပါနံပါတ်2ကျွန်တော်ကွန်ပျူတာကောင်းကောင်းကျွမ်းကျင်ပါတယ်ကျောင်းဆရာဆိုပေမဲ့ကျွန်တော်ကတော်တဲ့တောင်တယ်လဲနေတယ်မြို့ပေါ်ရောက်တော့လဲကျွန်တော်အလကားမနေဘူးတတ်ထိုက်တဲ့ပညာမှန်များကျွန်တော်အကုန်စီးဘူးလေကွန်ပျူတာဆိုတာကျွန်တော်တကယ် crazy အိုးပြည့်အိမ်ပြည့်သားပြည့်မယားပြည့်ကျွန်တော်ကွန်ပျူတာကိုလေ့လာတာနော်အဲ့ဒီလိုကျွန်တော်လေ့လာခဲ့တယ်လို့အဲ့ဒီတော့ကျွန်တော်ပထမကျေးဇူးရှင်သည်အမေတိုက်တွန်းလို့ကျောင်းဆရာအလုပ်ကိုရတယ်ကျောင်းဆရာအလုပ်ကိုရတဲ့အတွက်ကြောင့်တော်တဲ့တောင်ထဲမှာသွားလှုပ်တယ်တောသူတောင်သားတွေဘဝကိုကောင်းကောင်းသိတယ်တော်တဲ့တောင်ထဲမှာရောက်နေတဲ့ဆရာမတွေရဲ့ဘဝကိုကျွန်တော်ကောင်းကောင်းသိတယ်အဲ့ဒီဘဝကိုခေါ်ကျူးနိုင်တဲ့အတွက်ကျောင်းဆရာမှတ်တမ်းစာအုပ်နဲ့ကျွန်တော်အမျိုးသားစာပေစုရတယ်ဒါအမေကျေးဇူးကြောင့်ကျောင်းဆရာဖြစ်ချင်လို့ရတာဒုတိယရိုးမပေါ်မှာကြားတဲ့မျက်ရည်ကိုဖန်တီးကျင်တာရင်နဲ့လှိုက်လိုက်ဖြစ်ပြီးဖန်တီးကျင်တာနော်သူများတွေထင်မဲ့ဝိထုရရေးရကျွန်တော်အမှန်ပြောတာကျွန်တော်အဲ့ဒီရိုးမပေါ်မှာကြားတဲ့မျက်ရည်ဗမာရေးလဲ Facebook ပေါ်မှာရေးတာကျွန်တော်စာကိုလက်ခံတဲ့မဂ္ဂဇင်းမရှိဘူးဂျာနယ်မရှိဘူးဗမာမှမရှိဘူးအဲ့တော့ကျွန်တော်နေ့စဉ်ကျွန်တော်အားထုတ်ချက်ကဘာလဲကြောင့်ကျွန်တော် Facebook ပေါ်မှာအမတန်စာရေးတာကျွန်တော်စီမှာကျွန်တော်ပိတ်တာတော်တော်များများဆိုကျွန်တော်သိပါလိမ့်မယ်နေ့တိုင်းရေးတယ်တနေ့2ပုတ်အနည်းဆုံးရေးတယ်ကျွန်တော်အဲ့အချိန်မှာရုံးမပေါ်မှာကြားတဲ့မျက်ရည်လေးကိုကျွန်တော်ဘာကိုသွားသတိရလို့ရေးလိုက်လဲဆိုတော့ကျွန်တော်တပည့်ငတိုးဟိုမကြဒီမကြကောင်သတိရပြီးတော့ကျွန်တော်သွားရေးလိုက်တာစလိုက်တာအဲ့ဒါလေးနဲ့သွားစလိုက်တာစရင်နဲ့ကျွန်တော်ပိတ်တဲ့နဲ့ကျွန်တော်နဲ့ညှိပြီးတော့ဖြတ်လို့မရတော့ဘူးနေတိုင်းရုံးမပေါ်မှာကြားတဲ့မျက်ရည်အခန်းဆက်ကလေးကိုတတိတင်ပရိသတ်ကိုကျွန်တော်ကစွန့်ငယ်လုပ်ပြီးတော့ဖြတ်ထားခဲ့ဟိုပရိသတ်ကမတင်မကြတွေဖြစ်လို့အော်လေးကျွန်တော်ကနည်းနည်းမူသားလေးနောက်တစ်ခါနည်းနည်းလေးရေးလိုက်လေဟိုပရိသတ်ကဆူလာလေသူတို့ဆူလာကိုကျွန်တော်အာယုံလေးလွှဲပြီးတော့ဟိုလိုလေးပြောင်းရေးလိုက်ဒီလိုလေးပြောင်းရေးလိုက်တကယ်တမ်းပြောရင်ကျေးဇူးရှင်ကအကုန်လုံးဆပ်ဖတ်ပြိတ္တပါသူတို့နဲ့ကျွန်တော်တူတူရေးတာကျွန်တော်တယောက်တည်းရေးတဲ့စာမဟုတ်ဘူးအိစာပရိသတ်ကရင်ထဲမှာဘာဖြစ်မလဲဆိုတော့ကျွန်တော်နေ့တိုင်းလှုံ့ဆော်တာငါဒီလိုဇက်ကိုလှည့်လိုက်ရင်တို့ဘယ်လိုနေမလဲတို့ကဟာဒီလိုကြီးတော့မကောင်းပါဘူးဆိုလို့ရှိရင်ကျွန်တော်နောက်တစ်နေ့ချိန်ကျွန်တော်နောက်တစ်မျိုးလေးကျွန်တော်ပြောင်းပတ်ပြီးတော့ပြောင်းလိုက်တယ်ဟာဒီလိုဆိုတော့တစ်မျိုးလေးပါလားအဲ့ဒါဟုတ်ပြီကျွန်တော်ကအဲ့လိုအမျိုးမျိုးလေးပေါ့ဆိုင်းနေပဲရုံမပေါ်မှာကြားတဲ့မျက်ရည်ဆိုတဲ့ဟာလေးတည့်သွားပါတယ်ဒါကကျွန်တော်ပထမပြောခြင်းနဲ့အမေကျေးဇူးပထမကျေးဇူးပါကျွန်တော်ဒုတိယပြောခြင်းနဲ့အမေကျေးဇူးထူးဆန်းစရာဘလောက်ကောင်းလဲဆိုတာလေးပါကျွန်တော်ဒီနေ့ပြောမယ်ဆိုတာတော့ကျွန်တော်ပြောချင်တာတော့အများကြီး
ပြောချင်တာအများကြီးပြောမယ်ဆိုရင်နောက်ထပ်အကုန်လုံးထားပြန်တယောက်တော့ပဲကြံတော့မယ်ကျွန်တော်အဲ့တော့အမေဂျေစုနဲ့ပတ်သက်တဲ့ဖြစ်ရဇာလန်လေးကျွန်တော်၃ခုပဲပြောပါမယ်အဲ့ဒီအကြောင်းလေးပဲကျွန်တော်ပြောနောက်ဖြစ်ရလေးတစ်ခုကျွန်တော်ဆက်ပြောပြမယ်နောက်ဖြစ်ရလေးတစ်ခုကဘာလဲဆိုတော့ကျွန်တော်အဲ့ချိန်မှာကျောင်းဆရာဖြစ်နေပါပြီကျွန်တော်ကျောင်းဆရာတာဝန်ကြတဲ့မူလတန်းကျောင်းလေးကဂုံလေးပေါ်မှာရွာရဲ့အစွန်ဂုံလေးပေါ်မှာရှိပါတယ်အဲ့ဒီဂုံလေးရဲ့ဘေးဟာထွန်ဆက်လမ်းပါဒီဇင်ဘာလလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကထွန်ဆက်လန်းစပေါက်ပါတယ်စပားတွေရိပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်လေကွင်းတွေကိုကျွန်တော်တို့ကဖြတ်ပြီးတော့ထွန်ဆက်တွေလမ်းတွေပေါက်ပါပြီအဲ့ဒီချိန်ကြရင်ထွန်ဆက်ဆိုတော့တခြားမပေါ့ဘူးဝါးတွေတင်နေမီးသွေးတွေတင်ပြီးတော့မြို့ပို့တယ်မြေပဲအိတ်တွေတင်ပြီးတော့မြို့ပို့တယ်ကျွန်တော်ကြောင်းဘေးကလမ်းဒီအဲ့ဒီထွန်ဆက်လမ်းတနေ့တော့ကျွန်တော်ကြောင်းဘေးနားမှာအကျော်ရဲလေးရှိပါတယ်ရွာတွေကနေကျွန်တော်ခွင့်တောင်းပြီးတော့ကျွန်တော်ကြောင်းစောင်းလေးမှာအကျော်ရဲလေးလာဖွင့်လာတနေ့ကျတော့အကျော်ရောင်းတဲ့မိန်းမကျွန်တော်ကြောင်းပေါ်တက်လာတယ်ဆရာကြီးလာပေါင်းဗာလဲကလေးတယောက်အကျော်တဲထဲမှာငုံနေတယ်ဘာမှလည်းမသိဘူးလာပြီးတော့မေးပါဦးအဲ့နဲ့ကျွန်တော်ကစာသင်နေနဲ့ကျွန်တော်ဆင်းသွားတယ်ဟိုတော့ကလေးလေးတယောက်အင်မတန်ချမ်းနဲ့စောင်းရသည်မှာဘောင်းမီကလည်းတိုးတိုးလေးဝတ်ထားတယ်သူဝတ်ထားတာလေးကလည်းအင်ကြီးလေးကလည်းကျဲသီးတွေအစုံမဟုတ်တော့ဟပြဲလေးလူတကုံလုံးလည်းညစ်ပတ်နေတာပဲကလေးတွေညစ်ပတ်တာအဲ့ရွာကားတွေဆိုပြီးပါတယ်နှစ်ကြီးချောင်းတွေပေါ့နော်မျက်နှာမှာလည်းညစ်ပတ်သပင်ကလည်းစုပ်ဖွားဖွားနဲ့ငိုးနေတာသားဘာဖြစ်လို့လဲမေးလဲငိုတာပဲဘလို့မှမေးလို့မရဘူးကဲခဏနေရေလေးတိုက်လိုက်အကျော်လေးကျွေးလိုက်အကျော်ကျွေးလည်းမစားဘူးတိုင်ထားတယ်သူဘာအော်လဲဆိုတော့အမေဒါပဲအော်တာသူ့ဘာမေးအမေပဲအော်တယ်တော်ထူးဆန်းလားမဟုတ်ဘူးသားအမေဘာမှလဲအမေဘာမှလဲအဲ့လိုမေးလေကြီးကြောင်ကြီးအမေဒါပဲသူကအမေကိုအော်ရင်နဲ့သူ့ရင်ထဲကလှက်လိုက်လဲငူသားနဲ့အော်တဲ့အထိဖြစ်လာတယ်ဝင်းသေးသားကြီးနဲ့အော်တဲ့ရင်ကောင်းသားကြီးဖြစ်လာတယ်ကျွန်တော်စိတ်မကောင်းဘူးမဟုတ်ဘူးတခုခုတော့ဖြစ်နေလိမ့်မယ်သူ့အမေနဲ့ပတ်သက်ပြီးတော့တခုခုဖြစ်နေလိမ့်မယ်အဲ့တော့နံပါတ်1အရေးကြီးတာဒီကလေးဒီရွာလားမဟုတ်ဘူးဒီရွာမဟုတ်ဘူးထွန်ဆက်တွေပါနေမြမနေ့ကသွားတော့မယ်ပြုတ်ကြခဲ့လားမဟုတ်ဘူးဘယ်ထွန်ဆက်မှမသွားသေးဘူးဒီလားမှာကျမမနေ့အစိုးကြီးကအကျော်တဲထွက်နေတာဟုတ်ပြီဒါဆိုလို့ရှိရင်ရွာထဲကသွားစမ်းပြည်သူစစ်ကောင်းတော်သွားခေါ်စမ်းရွာလူကြီးသွားခေါ်စမ်းသွားခေါ်ခိုင်းရတယ်ခေါ်ခိုင်းပြီးဟေ့ဒီမှာတော့ကလေးတယောက်ကဘယ်ကကလေးမှမသိတော့ရောက်နေပြီအဲ့ဒီကလေးဘယ်ဘက်ကရောက်လာလဲပြောစမ်းငါ့ကိုဟောဒီဆရာဟောဒီရိုးဘက်ကနေပြီးတော့ဟိုတောင်ရိုးဘက်ကနေဆင်းချလာတာဟုတ်ပြီအဲ့တော့ဆိုရင်ငါတို့ပြန်ကောက်လို့ရကဲလာကလေးကိုလာကျွန်တော်တို့ကလေးလေးကိုခေါ်ပြီးတော့အဲ့ဒီသူဆင်းလာတယ်ဆိုရင်တောင်ရိုးလမ်းတိုင်းပြန်တက်ရကျွန်တော်စိုးရင်တာတခုပဲအဲ့ဒီမတိုင်မီတပြန်နေကမှအဲ့ဒီတောင်ရိုးပေါ်မှာဝါးသွားခုတ်တဲ့လူတယောက်ကိုဝင်ကုတ်လို့မျက်နှာကြီးတစ်ချမ်းပဲ့ထွက်သွားတယ်တခုခုတော့ဖြစ်နေပြီကျွန်တော်မှန်းလိုက်ပြီသူ့အမေဆိုတာဒီပေါ်မှာဝင်ကုတ်လို့ပဲတခုခုဖြစ်နေသလားကျွန်တော်တို့စိတ်ထဲမှာစိုးရင်သွားတယ်အဲ့နဲ့ကျွန်တော်အမေလက်ညှိုးထိုးပြတော့ तू ကခေါင်းငိမ့်တယ်ဒါဆိုဟုတ်ပြီအခလီခေါ်ပြီးတော့ကျွန်တော်တို့ကတောင်ရိုးတိုင်းတက်သွားတယ်တောင်ရိုးတိုင်းတက်သွားတဲ့အခါကျမှကျွန်တော်တို့ကအဲ့တောင်ရိုးဟိုဘက်ကဆင်းတဲ့အခါမှာဟိုဘက်နဲ့ဒီဘက်နဲ့ကြောက်ကိုကူးတဲ့ကျွန်တော်တို့တောတွေမှာဆိုလို့ရှိရင်သရာအတိမရှိပါဘူးဝဘိုးလုံးလေးဆိုဝဘိုးဝါးကြီးနှလုံးလောက်ကိုချလိုက်ရင်အဲ့ဒါတရားပါပဲကျွန်တော်လည်းငယ်ရောက်တော့မလျှောက်တတ်ဘူးနောက်တော့မှတိဝဘိုးဝါးနှလုံးကိုဘလို့နင်းပြီးတော့ဟန်ချက်နဲ့ဖျောက်ရတယ်ဆိုတော့နောက်မှကျွန်တော်လည်းတတ်တာအဲ့လိုမှမကူးရင်ဘလို့မှဟိုဘက်ကူးလို့မရဘူးအဲ့ဒီတော့မှအမေလို့ तू ကအော်ပြီးတော့ तू ကကြည့်လိုက်တဲ့အခါမှာ तू ကြည့်တဲ့နေရာလိုက်ကြည့်တော့မှကြောက်ထဲမှာအမျိုးသမီးတယောက်ပြုတ်ကြခုနပြောသလို तू လည်းဒီလိုဝက်လုံးကိုမကူးထကူးရင်းနဲ့ပဲပြုတ်ကြသလားခလေးကတော့ကူးလာနိုင်တယ် तू ဘလို့နီးနဲ့ကူးလာနိုင်တယ်တော့ကျွန်တော်မသိဘူးပေါ့အဲ့တော့မှခုန तू ကြောက်ထဲမှာကြာနေတယ်အမေဆိုတာကိုကျွန်တော်တို့ကကြောက်ထဲကိုဆင်းကျိုးတွေပါရင်လည်းကျွန်တော်တို့ရှားသူ့ကိုတင်တဲ့အခါကျတော့အမျိုးသမီးက6လောက်ကျိုးနေတယ်ကျမဒီမှာကြာနေမှဘလို့သိလဲကျွန်တော်လှဲတွေပါရင်လည်းရွာထဲခေါ်တဲ့အခါကျမှခမည်းသားကအမေလို့ပြောလို့အမေရှိတဲ့နေရာကိုကျွန်တော်တို့မှန်းလာတာဟဲ့တဲ့ကျမသားကစကားမပြောတတ်ဘူးတဲ့ဟုတ်လို့လားအမေလို့ခေါ်တယ်ဟုတ်တယ်ကျမသားကမွေးတွေကစကားတစ်လုံးမှမပြောတတ်တာစကားတစ်လုံးမှမပြောတတ်တဲ့ကလေးဟာသူ့အမေဒုက္ခရောက်နေချိန်မှာ
ဘလို့အံ့ဩစရာကောင်းလဲဆိုတော့နော် तू သိခဲ့ तू ပြောဘာကြောင့်မပြောလဲဆိုတော့သူတို့ပဲနားလဲမယ်နော် तू ဘာကြောင့်စကားမပြောလဲဆိုတော့သူတို့ဘာသူသိမယ်ဒါပေမဲ့ तू ပြောရင်တဲ့အခါကျတော့သူ့ရင်ထဲမှာစပြီးတော့ပြောတာအမေဒီအမေတလုံးဟာသူ့အမေကိုလည်း तू ကဲရရောက်တယ်ကျွန်တော်တို့ကိုလည်းဟိုဖြစ်တယ်နောက်အံ့ဩတာကသူ့သားသည်ပထမဦးဆုံးပြောဘူးတဲ့စကားအမေတလုံးနဲ့ကဲအမေကျွန်တော်သိကြိုက်တဲ့စကားလေးမယ်ယေရှုရှင်နေပေါ့ဆရာကြီးသူကကျွန်တော်ဒီအကြောင်းကိုပြာသူလားပြည့်နေတယ်ပြောကြတာကျောင်းသားတွေနဲ့ကြုံနေတဲ့အခါကျတော့ကျွန်တော်မပြောခဲ့ရမြန်မာနိုင်ငံမှာပြာသူလားပြည့်နေသည်အမေများနေဖြစ်ပါတယ်မြန်မာနိုင်ငံမှာအမေများနေကိုပြာသူလားပြည့်နေလောက်ရအောင်ဆိုပြီးတော့တက်ကြွလှုပ်ရှားခဲ့တဲ့ပုဂ္ဂိုလ်ဒီဆရာကြီးဥဒုခပါအမှန်တန်လေးစားစရာကောင်းပါတယ်ဆရာကြီးဥဒုခဇာတ်ကားတွေဆိုရင်အကုန်လုံးဒီကကြည်ဘူးတဲ့လူတွေရှိပါမယ်နောက်ပေါ်တဲ့ကလေးတွေဆိုလဲအ ਨੇ ဆုံးတော့ယဟန်မစားတော့ဆွန်တနတ်ယဟန်စားတော့ဆွန်တနတ်တဘာသီလာဆိုရယ်ဗီဒီယိုလောက်တော့ကြည်ဘူးမှာပါကျွန်တော်တို့ကတော့ဆရာကြီးကားတွေဖြစ်တဲ့အော်မိမတို့ဘဝတန်တရားတို့ဟာလာရွှေကြီးငွေကြီးတန်းမာတို့အဲ့ဒီကားတွေနဲ့တော့ကျွန်တော်တို့ကကြီးပြင်းခဲ့ရတာဆိုတော့ဆရာကြီးဥဒုခကိုအင်မတန်လေးစားပါတယ်မြန်မာနိုင်ငံမှာပြာသူလားပြည့်နေဒီအမေနဲ့ဖြစ်အောင်ဆရာကြီးကကျိုးပန်းချက်ကြောင့်မြန်မာနိုင်ငံမှာပြာသူလားပြည့်နေကိုအမေနေလို့ကျွန်တော်တို့ကသတ်မှတ်ကြတာပါအဲ့ဒီတော့ကျွန်တော်တိတ်လဲအထွေထူးတွေပြောမနေပါဘူးကျွန်တော်အမေဆိုတဲ့စကားလုံးလေးအင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင်တော့ mother ပေါ့ MOTH ရာ mother အဲ့တော့ကျွန်တော်ပထမပြောမှာတော့ဖះဟောတွေပါနေပေါ့ဗျာကျွန်တော်တိုက်ဝိုင်းဝိုင်းနဲ့ကျွန်တော်ပြောဖို့ရည်စူးလာတာပါဒါပေမဲ့နည်းနည်းလေးတော့ထည့်ပြောရအောင်မယ်အဲ့တော့ဖះဟောမှာကဘယ်လိုဟောသလဲဆိုတော့ကျွန်တော်တို့ဟာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအမေဆိုတာကိုဘယ်လိုဖွင့်ဆိုခဲ့လဲဆိုတော့နံပါတ်1မိဘနှစ်ပါးဆိုတာဗြဟ္မာလို့ဘုရားရှင်ကိုတော်မြတ်ကြီးကပြင်စားပါတယ်ဒုတိယဆရာတဲ့ပုပ္ပါစရိယမိနေဖတတိယအလူခံထိုက်သောပုဂ္ဂိုလ်ဒါဘုရားရှင်ရဲ့တင်စားချက်တွေပါအဲ့တော့ဘာဖြစ်လို့အဲ့ဒီလိုပြောလဲဆိုတော့ဗြဟ္မာစိတ်ဆိုတာဘာကိုပြောတာလဲဆိုတော့ဗြဟ္မာလို့ဘာကြောင့်ပြောလဲဆိုတော့ဗြဟ္မာဆိုဒီမှာဘာလဲဆိုတော့ဗြဟ္မာဆိုဒီမှာမေတ္တာဂရုဏာမုဒိတာဥပေက္ခစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေအမတန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကိုပြောတာပါအဲ့တော့ဘုရားရှင်ကမိဘနှစ်ပါးကိုဗြဟ္မာနဲ့နှိုင်းယှဉ်တာအဲ့တော့မေတ္တာလို့ဘာလို့ပြောလဲမေတ္တာလို့ပြောတယ်ဗျာမိဘရဲ့မေတ္တာစိတ်ဆိုတာဘာကိုနှိုင်းလဲဆိုတော့6 လလွယ်10 လပွားကျွန်တော်တို့ကတိုင်းရှင်းပါတယ်6 လတိတိဝင်းထဲမှာလွယ်ပြီးတော့မွေးလာမဲ့သားလေးကဘယ်သူနဲ့တူပါမလဲမွေးလာမဲ့သားလေးဟာကိုယ်အင်္ဂါမှစုံပါမလားမျက်စိမှမြင်ပါမလားနားမှကြားပါမလားနားရွက်ကလေးမှပါပါမလားမျက်လုံးလေးမှပါပါမလားစိုးရိမ်စိတ်ကလေးနဲ့အမေတွေဟာဝင်းထဲမှာရှိစဉ်တကယ်ကိုကပူကန်ဆက်ခအကုန်လုံးရှောင်ရှားအထိုင်ထသွားလာအကုန်လုံးဆင်ခြင်အဲ့ဒီလိုဆင်ခြင်ပြီးတော့ကိုယ်ဝင်းထဲကကလေးလေးကိုစောက်ရှောက်ရတာကိုဘုရားရှင်ခေါ်တာမေတ္တာစိတ်လို့ပြောပါတယ်အဲ့ဒါကိုမေတ္တာလို့ပြောပါတယ်နောက်မေတ္တာပြီးတော့ဂရုဏာစိတ်ဆိုတာဘာလေးပြောလဲဆိုတော့ကလေးလေးတို့မွေးပြီးတဲ့အခါကျမှကလေးလေးကဧည့်ကနေငိုလိုက်တာနဲ့အမေကဘယ်လိုနေရာဖြစ်ဖြစ်ပြန်ပြီးတော့ပြေးလာချင်းလေးများကြိုက်သွားလို့လားကြဘိုးလေးများကြိုက်သွားလို့လားဘာကောင်လေးများကြိုက်သွားလို့လဲချင်းလေးခါလိုက်ကြဘိုးလေးခါလိုက်ဟာလားအမေကစောက်ရှောက်အဲ့ဒီလိုစောက်ရှောက်တဲ့စိတ်ဓာတ်ငါသားလေးကိုမငိုရအောင်နှုတ်တိုက်ခြင်းလဲနှုတ်တိုက်မယ်ထွေးပွေခြင်းလဲထွေးပွေမယ်အိုးအေးလို့လှုပ်ခြင်းလဲလှုပ်မယ်အဲ့ဒီလိုလှုပ်တာဟာဂယုဏစိတ်ကြောင့်လို့ပြောပါတယ်ဒါဘုရားဟောပါနောက်တစ်ခုမုဒိတာဆိုတာခုနကပါသွားပါပြီကလေးလေးစုတဲ့ယူရတယ်စုတဲ့ယူတဲ့ခါကျတော့တို့မိဘကြီးလည်းပါလာကြမှာပဲနော်မိဘဆိုတာအကုန်လုံးကိုယ်ကလေးတွေကိုဘလို့မှအိမ်မှာပိတ်ထားတာမဟုတ်ဘူးကြောင်းသွားရမယ်ကြောင်းတက်ရမယ်ပညာသင်ပေးရမယ်အချိန်တိုင်းရင်အကုန်လုံးသိတယ်
အဲ့လိုပညာတော်တဲ့သင်ပေးတဲ့ခါမှာလဲသူများတဲ့ဒေါ်စေခြင်းနဲ့သူများတဲ့တတ်စေခြင်းနဲ့အဲ့ဒီစိတ်ဓာတ်ကမိဘရဲ့မုဒိတာစိတ်ပါအဲ့ဒီလိုလေးများစုလေးများတက်ယူလေဟိုကလက်ခုပ်လေးတွေတီးလို့ပီတိလေးတွေဖြစ်အော်ငါသားလေးတော်လိုက်တာငါသမီးလေးတော်လိုက်တာအဲ့ဒါကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကမုဒိတာစိတ်လို့ပြောပါတယ်ဒါဗြဟ္မစိတ်လို့လည်းပြောပါတယ်ဥပိ္ပခာသားလေးတွေသမီးလေးတွေကဒီလိုမနေတော့ဘူးအတောင်လေးတွေစုံလာပြီနော်အတောင်လေးတွေစုံလာပြီပညာလေးတွေလည်းတက်လာပြီသူတို့မနေနိုင်တော့ဘူးလေခွာတော့မယ်မိဘတွေကိုနော်ပြေးတော့မယ်သူတို့ချစ်တဲ့လူနဲ့သူတို့ကျင်နာတဲ့လူနဲ့သူတို့နေရှင်တဲ့လူနဲ့သွားပြီးတော့နေတော့မယ်အဲ့ဒီလိုနေတဲ့အခါမှာလည်းမိဘတွေစိတ်ထဲမှာဘလို့ပဲဖြစ်ဖြစ်ဩသူသွားတော့မှာပါလားသူသွားရင်သွားပါစေလေဘလို့ပဲပြောငါတော့တနည်းနည်းနဲ့အားဖြင့်တော့ငါစိတ်သက်သာရတာပေါ့ငါဒုက္ခတော့နည်းနည်းတော့နေတာပေါ့ဒါမိဘတိုင်းကအဲ့ဒါစိတ်ကဥပိ္ပခာစိတ်ဒါပေမဲ့တကယ်တော့ကင်းနိုင်သလားတကယ်တိုင်းကလွတ်နိုင်သလားမလွတ်နိုင်ပါဘူးအိမ်မောတင်ကျွေးထားတာဒီတပုံကြီးပါတင်ကျွေးထားတာဒီတပုံကြီးပါအဲ့တော့ခုနကပြောသလိုမိဘတိုင်းကမေတ္တာဂရုဏာမုဒိတာဥပိ္ပခာစိတ်တွေကဒါဗြဟ္မစိတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟောတာအဲ့လိုစိတ်ထားမျိုးနဲ့ကိုယ်သားသမီးကိုစောက်ရှောက်တာအဲ့ဒီလိုစောက်ရှောက်တဲ့အတွက်ကြောင့်လည်းဘုရားရှင်ကမိဘကိုလက်ဥဆရာလို့ပြောတာဘာဖြစ်လို့လက်ဥဆရာလို့ပြောလဲကျွန်တော်တို့ဟာသားသမီးတွေကိုကြောင်းကိုသွားမှခင်မိဘတိုင်းကကိုယ့်အိမ်မှာအရင်သင်ရပါတယ်မိဘတိုင်းကတစ်နှစ်သုံးလေးသင်ခြင်းသင်မယ်ကာကြီးခါခွေသင်ခြင်းသင်မယ်ဟဲ့သားရဲ့ဟိုလိုမပြောရဘူးဒီလိုမပြောရဘူးလူကြီးတွေရှေ့သွားရင်ခေါင်းလေးငုံသွားဟဲ့လက်လေးပေးရင်လက်လေးနဲ့ဖက်နဲ့ယူထမင်းစားလို့ရှိရင်ဟာလားညာလဲနဲ့စားရတယ်ထမင်းမစားခင်လက်ကိုဆိုင်အောင်ဆေးရတယ်ဒါတွေမိဘတွေကကျွန်တော်တို့ကိုလက်ဦးဆရာအနေနဲ့အရင်အိမ်မှာသင်တာပါဒါကြောင့်မလို့ဘုရားရှင်ကမိဘများသည်လက်ဦးဆရာလည်းဖြစ်တယ်လို့ပြောပါတယ်နောက်တစ်ချက်ကဘာလဲဆိုတော့အလှခံထိုက်သောပုဂ္ဂိုလ်လို့ပြောပါတယ်အလှခံထိုက်သောပုဂ္ဂိုလ်ဆိုတာဘာကိုပြောတာလဲဟိုးဘိုက်သေး6လလေ10လမွေးတဲ့အခါနေပြီးတော့တောက်လျှောက်ကျွေးမွေးပြုစုစောက်ရှောက်တဲ့အတွက်ကြောင့်အဲ့ဒီကြီးစုကြောင့်သူတို့အသက်ကြီးလာတဲ့အခါမှာသူတို့မလုံနိုင်မရှားနိုင်မလုံနိုင်မကင်နိုင်တဲ့အခါမှာသူတို့ဒီသားသမီးများကပြန်ကျွေးသောပြန်ပေးသောပစ္စည်းများကိုအလှခံထိုက်သောပုဂ္ဂိုလ်များဖြစ်ပါတယ်ဒါဘုရားဟောပါအဲ့တော့အလှခံထိုက်သောပုဂ္ဂိုလ်လို့ပြောပါတယ်အင်္ဂုတ္တရနိကေပုဒ္ဒသုံးမှာအလှခံထိုက်သောပုဂ္ဂိုလ်ဆိုတာကိုရှင်းထားပါတယ်မိဘတွေကဘလို့ပဲစိတ်ထဲမှာမျှော်လင့်ချက်ထားသည်ဖြစ်စေမထားသည်ဖြစ်စေမိဘတိုင်းမှာမျှော်လင့်ချက်၅ပါးရှိပါတယ်လို့ဘုရားဟောခဲ့ပါတယ်နံပါတ်1မျှော်လင့်ချက်ငါတို့ကျွေးမွေးသောသားသမီးများသည်ငါတို့ကိုတနေ့ပြန်ပြီးတော့ကျွေးမွေးလိမ့်မှာပါကျွေးမွေးပါလိမ့်မယ်မိဘတွေကပြောမှာမမျှော်လင့်ပါဘူးအလကားပါမထင်ပါနဲ့ဘုရားဟောပါစိတ်ထဲမှာရှိပြီးသားပါငါတို့ကျွေးမွေးစောက်ရှောက်ပြုစုခဲ့သောသားသမီးများသည်တနေ့မှာငါတို့ပြန်ပြီးတော့ကျွေးမွေးစောက်ရှောက်ပါလိမ့်မယ်ဒါပထမအချက်ပါဒုတိယအချက်ငါတို့၏အမှုကိစ္စမှန်သမျှကိုပြုလုပ်ပေးပါလိမ့်မယ်အဖေဒီအမေဒီအသက်ကြီးပြီမလုံနိုင်မကိုင်းနိုင်မရှားနိုင်တော့ဘူးကျွန်တော်ပဲအခုကျွန်တော်လက်မြောက်ထားရတယ်ကျွန်တော်လက်ကျိုးထားတယ်အခုကျွန်တော်အဲ့ဒီတိုင်းယူစီးထားတာဂုတ်ကမခံနိုင်လို့ကျွန်တော်ဖြုတ်ပြီးတော့ဒီလိုပဲကတ်နေရတာဒီအချိန်မှာကျွန်တော်ရေကျွန်တော်မချိုးနိုင်လွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့ကျွန်တော်လုံကြီးကျွန်တော်မဝင်နိုင်ဘူးသူများဝတ်ပေးတာကိုကျွန်တော်ကြိုးစီးပြီးရှောက်သွားနေရတယ်အဲ့ကြိုးစီးတဲ့အတိုင်းပဲကျွန်တော်ဟောပြောဝဲတဲ့ကျွန်တော်6ရှောက်သွားတာပဲကိုယ်တိုက်ပုံကိုဝတ်လို့မရဘူးခနေ့ထိလက်ကကတ်နေတယ်လက်ကခွာလိုက်ရင်နာတယ်သူများလာဝတ်ပေးမှရတယ်ကဲအဲ့ဒီတော့ကျွန်တော်လည်းဘယ်လိုပဲပြောသားသမီးရှိနေတော့တော်သေးတာပေါ့အဲ့တော့ तू ကဘယ်လိုပဲပြောငါတို့အမှုကိစ္စမှန်သမျှကိုပြုလုပ်ပေးမယ်ဆိုတာကတနည်းနည်းတစ်ချက်ရင်ငါသည်အိုသည်ရှိတော့နာသည်ရှိတော့ငါသားသမီးသည်တစ်ခုတော့ငါ့ကိုပြုလုပ်ပေးမယ်ဆိုတဲ့စဉ်ထဲမှာမိဘတိုင်းခြေထဲမှာရှိပါတယ်နံပါတ်3သူတို့ဟာဘယ်လိုပဲပြောငါတို့မျိုးဆက်ကိုဆက်ပြီးတော့ထိမ့်သိမ့်နေသူများဖြစ်ပါလိမ့်မယ်မျိုးဆက်ဘုရားဟောတာနော်မျိုးဆက်မပြတ်ဘူးအရေးကြီးတယ်လူတိုင်းကမျိုးဆက်ကိုမျှော်လင့်တယ်ငါအမျိုးလေငါသားလေငါမြေလေငါမြစ်လေဟုတ်တယ်မလားငါတို့အမျိုးတွေဆက်ထိန်ရမယ်ငါတို့အမျိုးတွေပျောက်သွားလို့မရဘူးမျိုးဆက်ကိုဆက်ထိန်ရမယ်
အဲ့ဒါလည်းဒါမိဘတိုင်းရဲ့မျှော်လင့်ချက်ပါပဲနောက်တစ်ခုကငါတို့အမွေကိုခံယူလိုက်မယ်မိဘတိုင်းကသူတို့မှာချမ်းသာတာလည်းရှိမယ်မချမ်းသာလည်းရှိမယ်ချမ်းသာတဲ့မိဘဆိုရင်သူတို့ရှာသားသမျှဥစ္စာသူတို့ပိုင်ဆိုင်သမျှစီးစိမ်သူတို့ပိုင်ဆိုင်သမျှအိမ်ယာသူတို့ပိုင်ဆိုင်သမျှမြေယာအကုန်လုံးကိုအမွေခံပေးမဲ့မွေခံထိုက်မဲ့တစ်ခုခုတော့မျှော်လင့်ပါပဲနောက်ဆုံးအချက်ကြတော့ဒါလည်းဘုရားဟောသွားလဲဆိုတော့ငါတို့ကွယ်လွန်သွားတဲ့ကဲ့သို့ရှိတော့ဘယ်လိုပဲဖြစ်ဖြစ်ငါတို့ကိုအလှူတွေအတန်းတွေပေးပြီးတော့အမျှအတန်းတော့ပေးဝေပါလိမ့်မယ်ဗုဒ္ဓဘာသာစိတ်တိုင်းမှာအမျှအတန်းပေးတယ်အရင်အရန်ကြီးကြည့်ပါငါတို့သိရင်ငါတို့ကိုဟာလားရဲလေဆုံးလေးမှမသွတ်ပြီးရင်ဘုန်းကြီးလေးတွေပင့်ပြီးတော့မှတရားနာအမျှဝေတယ်မှမလုပ်ရင်ငါတို့ကျွတ်မှာမဟုတ်ဘူးလို့သူတို့စိတ်ထဲမှာအဲ့လိုဆွဲပြီးတော့တနေ့နေ့မှာဘယ်လိုနည်းနဲ့ဖြစ်ဖြစ်တနေ့နေ့မှာငါတို့ကိုတနေ့နေ့မှာအလှူတန်းလေးတွေပေးပြီးတော့နောက်ဆုံးအဆင့်အမျှတန်းလေးတွေပေးဝေတယ်နိုင်တဲ့သားသမီးတွေတော့ဖြစ်ပါလိမ့်မယ်အဲ့ဒါမိဘတွေရဲ့မျှော်လင့်ချက်၅ပါးပါအဲ့တော့ကျွန်တော်အခုပြောချင်တာက mother ဆိုတဲ့စကားလုံးလေးပါအမေကျွန်တော်အမေကိုနှစ်ခုပြောသွားပါပြီကျွန်တော်အမေကြောင့်ပြောသွားပါလေကျွန်တော်ကြုံတွေ့ခဲ့ရတဲ့စကားမပြောတတ်တော့ကလေးတယောက်ကအမေတန်းတချက်ကလေးကိုကျွန်တော်ပြောပါတယ်အမေဆိုတာကိုအမေကိုလည်းအမေလို့ခေါ်ပါတယ်အမလို့ခေါ်တယ်လို့ရှိပါတယ်အမလို့ခေါ်တဲ့နေဒီမှာလည်းအမလို့ခေါ်ကြပါတယ်ခုချိန်ကြီးနော်မေမေလို့ခေါ်တဲ့လူတွေလည်းရှိကြပါတယ်ဒါပေမဲ့အမေခေါ်တာများပါတယ်အမေကိုအမေကသာမကကိုအလွန်မြတ်နိုးတဲ့အမျိုးသမီးကြီးများအလွန်လေးစားကြိုတည်သောသူများကိုလည်းအမေလို့ရိုးရိုးသေးသေးနဲ့လေးလေးစားစားနဲ့ခေါ်ကြပါတယ်ကျွန်တော်တို့ကျောင်းတွေမှာရှိတဲ့ဆရာဆရာမတွေကကျွန်တော်တို့ရဲ့ second mother တွေပါကျွန်တော်ဘာကြောင့်ဒီလိုပြောလဲတန်လင်းကိုကျွန်တော်လာပြီးတော့ဖိတ်တော့ကျွန်တော်လာဖို့ကျွန်တော်လက်ခံလိုက်တယ်ကျွန်တော်ကိုဖိတ်တဲ့ဦးအောင်တင်လာမသိဘူးเนาะသူကကျွန်တော်ဘယ်လိုပြောလဲဆိုတော့ဆရာမဒေါ်ပြုံးဝင်းတာဝန်ထမ်းဆောင်သွားဘူးတဲ့အကြောင်းပါဟာဝန်တာလိုက်တာဆရာမဒေါ်ပြုံးဝင်းကကျွန်တော် second mother ပါဒုတိယအမေဆရာမသာကျွန်တော်ကိုမြန်မာစာမသင်ပြီးခဲ့ရင်ဆရာမအင်မတန်မြန်မာစာအသင်ကောင်းတယ်ကျွန်တော်ပကိုးမှာတော့ဆရာမကျွန်တော်မြန်မာစာတော်သင်ခဲ့တယ်တော်ကောင်းကိုသင်ခဲ့တာဆရာမသင်တဲ့နီးကျွန်တော်ဒီမှာပြောရင်အကုန်လုံးခုနဆရာကြီးလည်းပြောသွားပါတယ်အံ့ဩသွားလိမ့်မယ်ဆရာမဘယ်တော့မှစာအုပ်ကြည့်တင်တာမဟုတ်ဘူးကြပြာပဲတင်စာပဲတင်ပါဇက်ကနှုတ်တိုက်တခါတည်းကျွန်တော်တို့ခေါင်းတို့ဆွဲကနေမှတ်ကနေပြအောင်တင်တာဆရာမတော်ပြုံးဝင်းတာမကောင်းရင်ကျွန်တော်ဒီနေ့စာရေးဆရာဖြစ်လာမှာမဟုတ်ဘူးကျွန်တော်ကျေးဇူးရှင် second mother ဒီတဲ့ပူတဲ့ဆရာမကျေးဇူးကျွန်တော်ရှိသေးတယ်ကျွန်တော်ငယ်ငယ်ကစိုးတယ်လူကောင်းမဟုတ်ဘူးစိုးတယ်ဆိုတော့ကျွန်တော်လူဆိုးလို့တတ်မှတ်တာဘာဖြစ်လို့စိုးလဲလူဆိုးလို့တတ်မှတ်လဲဆိုတော့ကျွန်တော်တို့ခေတ်ကအလုံးသိကြပါတယ်လမ်းတရက်ခေတ်တစ်ခေတ်ရှိခဲ့ဘူးပါတယ်နော်သပင်ရှည်တိုင်းလမ်းတရက်မဟုတ်ဘူးလို့ပြောပါတယ်ဒါပေမဲ့ပြန်ပြီးတော့ဖြေပါတယ်လမ်းတရက်တိုင်းသပင်ရှည်တယ်ကျွန်တော်တို့အဲ့ချိန်ကသပင်ရှည်သိပ်ထားကြတာသပင်ရှည်ထားတော့ဘယ်ဆရာမှလည်းကျွန်တော်တို့ကြည့်လို့မရဘူးလမ်းတရက်လို့ထင်တယ်လမ်းတရက်လို့ထင်လို့နှိပ်ကွက်တာပေါ့နှိပ်ကိုလေပို့ထားကြလေမထားနဲ့ပြောလေထားလေပစိုးချက်ပြုံမွေးနဲ့ပြောလေပိုဝစ်လေအရွက်တိုက်တာပေါ့အရွက်တိုက်တော့ကြားတော့ဘာဖြစ်သွားလဲဆိုလူဆိုးလို့တတ်မှတ်လာလူဆိုးလို့တတ်မှတ်လာတဲ့အခါမှာတနေ့တော့ကျောင်းမှာပြဿနာလေးတစ်ခုတက်တာတခြားကိစ္စမဟုတ်ကျောင်းမို့အယူတယောက်တက်လာတယ်စိတ်မနှံ့ဘူးနော်နည်းနည်းစိတ်မနှံ့တဲ့လူတယောက်တက်လာအဲ့ဒါကိုကျွန်တော်ကနေပြီးတော့အယူကိုကျွန်တော်တော့မောင်းချတာအဲ့ဒီအယူကိုမောင်းချပါတော့ဆိုတော့သူ့နောက်ကတက်လာတယ်ညီကိုမောင်တော်ကတည်းကကျွန်တော်ဝိုင်းပြီးတော့ရန်ရှာတယ်ရိုက်မယ်ပြူမယ်တွေဖြစ်ကျောင်းမှာဝုန်းတော့ဖြစ်ပေါ့ဖြစ်တော့ခါလဲကျွန်တော်ရုံငန်းနဲ့ရောက်တယ်ရုံငန်းနဲ့ရောက်တော့ကျောင်းကြီးကကျွန်တော်ကဲမင်းအိမ်မှာဘာမှပြောမနေနဲ့ကွာမင်းသူ့မောင်ကိုမင်းကအယူလို့ပြောလာတာသူတို့မခံနိုင်ဘူးမင်းတောင်းမှလိုက်ကျွန်တော်မတောင်းမှဘူးအယူလို့ပြောတာကျွန်တော်မှားလားကျွန်တော်လည်းအဲ့ချင်းကြစ်တက်ကိုအယူလို့ပြောတာမှားလားကျွန်တော်မမှားဘူးကျွန်တော်တောင်းမှဟာမင်းမတောင်းမှလို့မရဘူးမတောင်းမှဘူးအဲ့တော့ဆရာကြီးကလည်းကျွန်တော်စိတ်ဆိုးမှာမတောင်းမှရင်ထွက်တယ်ပြီးရောထွက်မယ်ဆိုပြီးထွက်တာ
အဲ့ဒီမှာကျွန်တော်ရဲ့ခုန second mother ဆရာမတော်ပြုံးဝင်းကျွန်တော်အမေတော်သူ့တော်မြင်ရင်မကြောက်ဆရာမမျက်ရည်တော်တော်ကြာပြီးကျွန်တော်တောင်းပါတယ်ကျွန်တော်ဆွဲတာမလုပ်ရဘူးမင်းဒီလိုမလုပ်ရဘူးမင်းစိတ်လေးမှန်ပါမလုပ်ရဘူးမှားမယ်နော်မင်းထွက်တယ်ဆိုတာလွယ်တယ်ပညာတတ်နဲ့ပညာမတတ်နဲ့မင်းဒီနေ့ဒိုင်းနဲ့ထွက်သွားမင်းဘာလုပ်မလဲဈေးရောက်မယ်အေးမင်းအဲ့ဈေးရောက်နဲ့ပညာမတတ်တဲ့အုပ်စုရမင်းဝင်သွားပြီအဲ့ဒါလူတိုင်းလုပ်လို့ရတဲ့ကိစ္စအကွာတယ်လူတိုင်းလုပ်လို့ရတဲ့ကိစ္စလူတိုင်းလုပ်လို့မရတဲ့ကိစ္စဒီပညာတတ်ဖြစ်အောင်လူတိုင်းလုပ်လို့မရဘူးကျွန်တော်ဆရာမပြောတဲ့စကားကျွန်တော်အယမ်းမှမှတ်ထားဟာဟုတ်တာပေါ့ကျွန်တော်ခဏကြောင်းထွက်တယ်ကျွန်တော်အမေနဲ့တူတူဈေးထဲသွားရောက်မယ်ခဏဆိုကျွန်တော်ဘာဖြစ်မလဲဈေးထဲမှာဈေးကြိုးဖြစ်ခြင်းလည်းဖြစ်နေမှာပေါ့ဒါပေမဲ့ဆရာမပြောတဲ့ကိစ္စဈေးရောက်တဲ့အလုပ်ကလူတိုင်းလုပ်နိုင်တဲ့ကိစ္စကွာပညာတတ်ဖြစ်အောင်လူတိုင်းမလုပ်နိုင်ဘူးအဲ့ဒါကျွန်တော် second mother ရဲ့ကျွန်တော်ကိုဆုံးမအဲ့တော့အဲ့ဆရာမတော်ပြုံးဝင်းရဲ့ဆရာမရဲ့ဂူရက်တီကျွန်တော်မတွေ့တာနှစ်ပေါင်းတော်ကြာပါပြီကျွန်တော်ပထမဒီမှာအောင်းမိလို့အခုမြို့ထဲမှာရန်ကုန်မြို့ထဲမှာရှိရလို့ကြာပါကျွန်တော်တော့ကြောက်ရပါအောင်မယ်ကျွန်တော်အခုမှဆရာမကြီးရှိနေမှသိလို့ပါအသက်80ကျော်ပြီလို့လည်းသိရပါတယ်အဲ့တော့ဆရာမကကျွန်တော်ကိုအဲ့ဒီလိုပြောလိုက်တဲ့စကားတစ်ခုပါကျွန်တော်ကြောင်းမထွက်ဖြစ်တော့ဘူးပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ second mother ရှိပါတယ်အဲ့ second mother အရေးကြီးပါတယ်ကျွန်တော်ဘဝတစ်ခုကိုမြင့်တင်ပေးတဲ့နေရာမှာအဲ့ဒီတော့ကျွန်တော်အခုပြောချင်တဲ့နောက်ဆုံးအမေအဲ့ဒီအမေကတော့ဒီယတစပေးဆိုတာလေးကိုကျွန်တော်အဲ့ဒါလေးကိုပြောချင်တာပါအမေကျွန်တော်မကြသေးခင်ကဖတ်လိုက်ရတဲ့ယတဝတ္ထုလေးတစ်ပုဒ်ပါ My mother is a liar တဲ့ဝတ္ထုလေးနာမည်อ่ะပြောချင်တာသူ့အမေဟာသူ့လိန်တယ်အမေဟာလူလိန်ကြီးအမေဟာလူညာကြီးလို့သူကပြောချင်တာပါကျွန်တော်အဲ့ခေါင်းစဉ်ကိုဖတ်လိုက်တဲ့ခါကျတော့စိတ်ထဲမကောင်းဘူးဟဲအမေကိုများ My mother is a liar အမေကို liar လို့ဘာဖြစ်လို့ပြောရတယ်လဲပေါ့အဲ့လိုပြောရလို့ကျွန်တော်မကျေနပ်လို့အဲ့ဝတ္ထုကိုဖတ်တဲ့ခါကျတော့မှသူ့အမေကို तू ဘာကြောင့် liar လို့ပြောရတာကျွန်တော်အဲ့တော့မှသဘောပေါက်သွားတယ်အဲ့ဒီတော့ तू ပြောချင်တဲ့ဟာလေးကိုကျွန်တော်ပြောပြပါမယ်သူ့အမေကသူ့လိန်တယ်တဲ့သူ့အမေသူ့ညာတယ်ကျွန်တော်အမေကကျွန်တော်ငငယ်လေးတည်းကညာတယ်ဘလို့ညာတယ်လဲအမေကအလုတ်ကပြန်လာတယ်အလုတ်ကပြန်လာရင်အမေကနောက်ဖေးချောင်းလေးနဲ့သွားပြီးတော့ငါးရှာပြီးတော့ရလာတဲ့ငါးလေးတစ်ကောင်နှစ်ကောင်ကိုမိဖို့တည်းဝင်ပြီးတော့ဆံပြုတ်ကလေးပြုတ်ငါးလေးကိုပြုတ်ငါးလေးကိုအခွန်အသားလေးတွေနှွှင်းပြီးတော့ဆံပြုတ်လေးတွေထက်ပြီးလို့ရှိရင်ကျွန်တော်ကိုခေါ်တယ်လေအမေကကျွန်တော်အမေနာသွားလို့ရှိရင်အမေကဆံပြုတ်ပူပူလေးကိုဇွန်းလေးနဲ့ခတ်ပြီးတော့တဖူးဖူးနဲ့မှုတ်ပြီးတော့ကျွန်တော်ကိုတိုက်ကျွန်တော်ကဘိုက်ကလည်းစားအကြောင်းကလည်းပြန်လာတဲ့ခါကျတော့ကျွန်တော်အမေတိုက်တာကိုကျွန်တော်တောက်တယ်တောက်တဲ့ခါကျတော့ကျွန်တော်အမေကိုပြောတယ်အမေတောက်အောင်လေအဲ့တော့အမေကဘာပြောလဲဆိုတော့တားရဲ့အမေတောက်ပြီးပြီအမေပြောတာနော်သူတို့ဆင်းရဲမှုရပါတယ်အင်ပတန်ဆင်းရဲမှုရပါတယ်အမေတောက်ပြီးပြီလို့ပြောတယ်အဲ့နဲ့သူကငါးဘက်လေးတစ်ဖက်နှစ်ဖက်တွေ့တော့အမေအဲ့ဒီငါးဘက်လေးအမေစားလေအိုးတာရဲ့အမေငါးမှမကြိုက်တာကဲနော်အမေငါးမကြိုက်ဘူးတဲ့ပြောတယ်အမေငါးတကယ်တော့အမေငါးကြိုက်တယ်ဒါပေမဲ့အမေသူ့ကိုပထမဆုံးညာတာကအမေစားပြီးပြီလို့ညာတယ်အမေငါးမကြိုက်ဘူးလို့ညာတယ်ဒါသူ့ကိုအမေကပထမဆုံးကြိမ်ညာတာပဲအမေရဲ့ဒုတိယအကြိမ်ညာတာအမေရဲ့ဒုတိယအကြိမ်ညာတာသူ့အမေကဘာလုပ်လဲဆိုတော့ဟိုတယ်တစ်ခုမှာတန့်ရှင်းရေးလုပ်တယ်အဲ့ဒီချိန်မှာဟိုတယ်တစ်ခုမှာတန့်ရှင်းရေးလုပ်ရတဲ့ခါကျတော့အမေကညညပြန်လာတဲ့အခါမှာအထုပ်ကလေးတစ်ထုပ်အမြဲတမ်းကင်လာတယ်အမေကင်လာတဲ့အထုပ်ကလေးကဘာလေးလဲဆိုတော့မိချစ်ဖာဒီခေတ်မိချစ်ဖာဆိုရင်သိကြမှာမဟုတ်ဘူးနော်ဟိုရင်ခေတ်ကတော့နတ်သမီးတို့ဘာလို့သိကြမှာပါနော်မိချစ်ဖာထဲမှာမိချစ်ဆန်လေးတွေထည့်ပြီးတော့မီးလိုချင်လို့ရှိရင်မိချစ်ဆန်ကိုတော့ဘေးနာရန်လေးနဲ့ပုတ်လိုက်မှမီးထွက်ပြီးတော့ကျွန်တော်တို့အရင်ခေတ်ကဆက်လေးတောက်ကြမီးရှို့ကြရတယ်မီးပူကြရတယ်အဲ့ဒီအမေကမိချစ်ဖာလေးတွေအကုန်လုံးသူကဟိုတယ်ကနေလမ်းမပေါ်ကနေကောက်လာတဲ့ဟာလေးတွေအိမ်ရောက်တဲ့အခါမှာအမေကပုံတယ်ပုံပြီးတော့မိချစ်ဆန်လေးတွေကိုထပ်ထုတ်အကောင်းမိချစ်ဆန်လေးတွေကိုထုတ်မိချစ်ဖာလေးတွေကိုဘေးချအဲ့တော့သူ့သားလေးကမေးတယ်အမေဘာလုပ်တာလဲအမေမိချစ်ဆန်တွေကိုပြန်ထုတ်တာ
မိကြီးစံတွေကိုထုတ်လို့တပူးပြန်ရရင်ဆိုင်ကိုသွားပြန်ရောက်ရင်ပတ်စံရတယ်သားရဲ့အမေကတညလုံးအဲ့လိုအလုပ်လုပ်တယ်အမေအိပ်ပါလားအမေတနေ့လုံးလဲအမေပင်ပန်းလာတယ်အမေအိပ်ပါအမေမအိပ်ရှင်သေးပါဘူးကွယ်အမေမအိပ်ရှင်သေးပါဘူးလို့ဒါပြောတယ်အမေကမျက်လုံးတွေဆင်းနေပြီအမေသူ့ကိုဒုတိယအကြိမ်ညာတယ်နော်ပြောတာလေးကလှလိုက်တာကျွန်တော်ပြောတယ်အဲ့ယတ္တဆိုတာဘာလဲပြောယတ္တဆိုတာနှလုံးသားကိုထိအောင်ရေးနေတာအဲ့ယတ္တဆိုတာဘာလဲဆိုတော့အထွေထူးမဟုတ်ပါဘူးတရားလည်းမပြတ်ထမ်းပါဘူးအနဲ့လည်းမပြတ်ထမ်းပါဘူးကြီးကြီးကျယ်ကျယ်တွေလည်းမရေးပါဘူးစာရေးသူကသူပြောချင်တဲ့အရာကိုသူလိုချင်တဲ့နေရာကိုဆွဲပြီးတော့တဖြည်းဖြည်းယူသွားတာအဲ့ဒါယတ္တယတ္တကိုဘယ်လိုတင်စားလဲဆိုတော့ချစ်စနီးနဲ့တူသောစာပေလို့ပြောတယ်ချစ်စနီးနဲ့တူသောစာပေဆိုတာဘာကိုပြောတာလဲဆိုတော့ကိုယ်ဇနီးမယားဟာသူလိုချင်တာတခုခုရှိရင်ဘယ်လင်ကိုမှဟက်ကောင်ငါ့ကိုရွှေဆွဲကြိုးဝယ်ပေးစမ်းလို့ပြောလို့မရပါဘူးသူ့လင်ကသူ့ကိုဆွဲကြိုးဝယ်ပေးစေချင်ရင်သူဘယ်လိုပြောမလဲအနည်းဆုံးတော့ကိုကြီးမောင်မောင်ကြီးတခုခုတော့ခေါ်ပါပေါ့သူများတွေများကြည်စမ်းအပြင်လိုထွက်ရင်လေဘင်းကိုခါလေဘင်းကိုမော့နေရွက်ကလေးများခါနားတွေကနကက်ကလေးများခါနော်ကျမမှာတော့လေဟာလားလေဘင်းမှာလည်းဘာမှမရှိနားမှာလည်းဘာမှမရှိအပြင်ထွက်ရမှာရှက်လိုက်တာဟာလားလေဘင်းမှာဆွဲယူလေးဖြစ်ဖြစ်ဘလောက်သားလေးပဲရရတမြင်လေးပဲရရစင်ပေးပါလားဟင်ဒီလိုချွတ်ချွတ်ပြစ်ပြစ်ကလေးပြောမှာပေါ့ယတ္တစာပေဆိုတာအဲ့ဒါပါပဲတဲ့ဆရာကြီးရဲ့ဖွင့်ဆိုတာကိုလူချင်းတဲ့ဟာကိုပြောခြင်းတဲ့ဟာကိုဒုံတိမပြောဘဲနဲ့တွေ့ဝက်ဝက်ကလေးနဲ့သူလူချင်းတဲ့ဘက်ကိုဆွဲပြီးတော့မပပအောင်လုပ်တာအဲ့ဒါယတ္တစာပေလို့ပြောပါတယ်အဲ့တော့ခုနကကျွန်တော်ပြောတဲ့အထက်မှာအမေကသူ့ကိုဒုတိယအကြိမ်ညာတယ်တတိယအကြိမ်ကျတော့အမေကသူ့ကိုဘယ်လိုညာလဲဆိုတော့သူ10တန်းဖြည့်တဲ့နှစ်မှာအမေကသူ့ကိုနောက်ဆုံးစာမိုးရေးဖြည့်တဲ့နေ့မှာအမေကသူ့ကိုတောင်းဆိုတယ်သားဒီနေ့စာမိုးရေးနောက်ဆုံးအမေလိုက်ကြည့်ပြရစေအမေဘာလို့လိုက်ပါလဲမဟုတ်ဘူးသားနောက်ဆုံးစာမိုးရေးဖြည့်ပြီးတော့ထွက်လာတာကိုအမေဝင်းသာအားရကြည့်ချင်လို့အမေလိုက်ခဲ့အမေကလိုက်ခဲ့အဲ့ဒီသူ10တန်းစာမိုးရေးလည်းကောင်းကောင်းဖြည့်နိုင်ပါတယ်တဲ့ဖြည့်ပြီးတော့သူဝင်းသာအားရကြောင်းထဲကနေစာမိုးရေးကန်ကိုထွက်လာတဲ့အခါမှာအမေဟာနေပူတဲ့ကကြောင်းပြန်ရပြီးတော့လက်ထက်မှာဖန်ခွက်လေးတစ်ခွက်ကိုက်ဖန်ခွက်ထဲမှာပါလဲဆိုတော့တမယာကြီးနေရိပ်ထဲကထွက်လာတဲ့သားကိုနေပူထဲမှာရက်ပြီးတော့စောင့်နေတဲ့အမေဟာသားကြီးဟောဒီမှာတမယာကြီးလေးတောက်လိုက်သားမောမယ်နော်မောလာပြီစာမွေးဖြေနိုင်ရဲ့လားသားမောလာပြီနဲ့တူတယ်နော်တမယာကြီးတောက်လိုက်အောင်အမေတောက်လေသူ့သားကပြန်ပြောတယ်အဲ့တော့အမေကပါပဲလေအမေရေမစားပါဘူးကွယ်အမေသူ့ကိုညပြီနေဘူးထဲမှာအကြာကြီးဖန်ခွက်နဲ့ရနေတဲ့အမေကရေမစားဘူးဖြစ်နိုင်ပါမလားသူ့အမေကသူ့ကိုတတိယအကြိမ်ညာတယ်လို့ပြောပါတယ်နောက်တစ်ခါအမေသရုတ်ထအငိညာတာကံမကောင်းစွာနဲ့ပဲအဲ့ဒီနှစ်မှာသူ့အဖေကဆုံးသွားပါတယ်ဆုံးသွားတဲ့အခါကျတော့အမေကငယ်ငယ်လေးပဲရှိသေးတယ်အသက်အရွယ်လည်းအရွယ်ကောင်းမိသားစုကိုရှာဖွေကျွေးဖို့အမေမှာအခက်ခဲတွေအင်မတန်ဖြစ်နေတဲ့အချိန်အဲ့တော့အရက်ထဲကနေဝိုင်းပြီးတော့အကြံပေးကြတယ်ဟဲနေဒီလိုမနေပါနဲ့အရွယ်လေးလေးရှိသေးတယ်ငယ်လည်းငယ်သေးတယ်နောက်အိမ်တော်ပြုတ်လိုက်ပါတော့အမေကိုဝမ်းတိုက်တော်တယ်အမေကနောက်အိမ်တော်ပြုတ်မယ်ဆိုလဲနောက်အိမ်တော်ပြုတ်နိုင်တဲ့အရွယ်လှလဲလှသေးဒါပေမဲ့အမေကအိမ်တော်မပြုတ်ပါဘူးအမေမှာမေတ္တာတွေရှိတော့ပါဘူးအမေမှာမေတ္တာတွေကုန်ခန်းနေပါပြီအမေအချစ်ကိုမလိုတော့ပါဘူးကွယ်အကုန်လုံးကိုပြန်ပြောတာနော်သူ့သားသမီးတွေသူပြောတာငယ်ငယ်ရွယ်ရွယ်နဲ့မဆိုးမဖြစ်ရတဲ့ပုံမှာအမေအချစ်ကိုမလိုတော့ပါဘူးကွယ်လို့သူ့ကိုလိန်နေတဲ့ကဲသူ့သားလေးကသိပါတယ်ဒါလည်းနော်ဒါကြီးမှပြန်ပြောတာပါနောက်တစ်ခုအမေပြင်စမအချိန်သူ့ကိုညာတာလေးနော်ပြန်ညင်နေပြီးတော့ဒါလေးပြီး၈ချိန်မြောက်ပြီးတော့ပြီးပါပြီနော်အခု9ချိန်မြောက်ရောက်သွားပါပြီအဲ့တော့အမေပြင်စမအချိန်လိန်တာကဘာလေးလဲဆိုတော့သူ့သားလေးကဝဲတွေပါရသွားပြီပေါ့စူးစားလို့အလုပ်တွေပါလည်းရပါပြီအလုပ်ရတဲ့အခါကျတော့တနေ့တကြီးမှရပါတယ်။ဒါကလည်းအလုပ်နေရာကောင်းလေးရတဲ့အခါကျတော့အမေဟောဒီလိုအဝတ်လိုက်လျှော်တဲ့အလုပ်တွေသူများအိမ်မှာလိုက်ပြီးတော့အစီကံလုပ်နေရတဲ့ဘွားတွေမလုပ်နေတော့အမေတာနာနာနဲ့ကြကြနာနာနေတော့သားပို့တဲ့ပတ်စံလေးနဲ့လကလေးတွေကအမေကိုဖဲ့ဖို့မယ်အမေအေးစတန်းနေတော့ဟုတ်ပြီအမေနေတော့မယ်ငါသားပြောတာမှန်တယ်အမေဘာမှမလုပ်တော့သားအဲ့တော့နေမှာသွားပြီးတော့တောင်းဝင်ကြတယ်တနေ့မှာ
အမေကအိမ်မှာနေခဲ့တယ်ဒါပေမဲ့အမေဟာအလကားမနေဘူးသူ့ခြံလေးထဲမှာသူသီးနှံလေးတွေစိုက်တယ်သူစိုက်တဲ့သီးနှံလေးတွေကိုမနဲ့တိုင်းဈေးတွေကိုသူသွားရောင်းပြီးတော့ရောင်းတဲ့ပတ်စံလေးနဲ့သူရက်တည်တယ်ခုနကသားကနေပြီးတော့ပြန်ပြီးတော့သူ့ကိုပတ်စံပို့တိုင်းအမေကပြန်ပြီးတော့ပတ်စံကိုပို့တယ်အမေမလိုပါဘူးကွယ်အမေမှာပို့လို့တောင်နေပါသေးတယ်အမေသူ့ကိုပြစ်စမချိန်ညာတာပါအမှန်တော့အမေကခက်ခဲစွာနဲ့သူ့ဘဝကိုသူရက်တည်နေရတာပါသားလေးကတနေ့တစ်ချိန်မှာငတ်ပြတ်ပြီးတော့ဒုက္ခရောက်မှကြောက်တဲ့အတွက်ကြောင့်သားပို့သမျှပတ်စံပြန်ပြီးတော့ပို့ပြီးတော့လုံနေရတဲ့ဘဝပါအဲ့ဒါကအမေကသူ့ကိုပြင်စမချိန်ညာပါတယ်တဲ့ဆဋ္ဌမချိန်သူ့ကိုညာတယ်ဆဋ္ဌမချိန်သူ့ကိုညာတာတော့ဘာလဲဆိုတော့သူ့သားလူတော်ကျိုးလဲကျိုးစားတယ်နိုင်ငံခြားသွားပြီးတော့အလုပ်လုပ်ရအဲ့တော့သူ့အမေကိုသူကခေါ်တယ်အမေသားနဲ့အတူတူနိုင်ငံခြားတာလိုက်ခဲ့ပြီးတော့ဟိုမှာကောင်းကောင်းလေးနေရမယ်ကောင်းကောင်းလေးစားရမယ်အမေနေမကောင်းတော့လည်းစိတ်ကူပေးမယ်ဒါပေမဲ့အမေကဘယ်လိုပြောလဲဆိုတော့အမေကိုမွေးတဲ့နေရာကိုဒီနေရာမှာပဲအမေကောင်းချပြရစီမလိုက်ပြရစီနဲ့ကွယ်အမေနဲ့တန်ရာနေရာပဲကောင်းပါလေအမေပြောတာနော်တန်ရာဆိုတဲ့စကားလေးသုံးလိုက်တာပါသူနဲ့တန်ရာနေရာပဲကောင်းပါတယ်သားနဲ့နိုင်ငံခြားမလိုက်ပြရစီနဲ့ဆိုပြီးတော့သူဒီမှာအယူထုတ်ပါတယ်ဒီမှာပဲနေခဲ့ပါတယ်အဲ့ဒီတော့အခုတတ္တမအကျင့်ရောက်သွားပြီပေါ့တတ္တမအကျင့်ရောက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ तू ကနိုင်ငံခြားမှာသွားပြီးတော့လာစာလည်းကောင်းနေယာဒူးလည်းကောင်းနေပြီအချိန်ကြီးလည်းကောင်းနေပြီအဲ့ဒီအချိန်မှာအမေကိုလည်းပြန်ပြီးတော့ထောက်ပံ့နိုင်တဲ့အခြေအနေရောက်နေပါပြီအဲ့ဒီအချိန်မှာအမေကကင်ဆာဖြစ်ပြီးတော့ဆေးရုံတက်ရတယ်အမေ operation လုပ်ရတယ်လေကြာရောချက်ချင်းဟောနိုင်ငံခြားကနေပြန်လာပြီးတော့အမေဘေးနားမှာသွားပြီးတော့ထိုင်ပြီးတော့အမေသတိရနေတဲ့အချိန်မှာအမေနေကောင်းရဲ့လားအမေဘာမှမဖြစ်ပါဘူးကွယ်နေကောင်းပါတယ်ကဲဟိုအဝေးရလာတဲ့သားလေးကိုစိတ်ညစ်ညူးမှကြောက်လို့အမေနေကောင်းပါတယ်ပြုံးမြုံလေးပြန်ပြီးတော့ပြောတယ်တကယ်တော့အမေဟာရင်ထဲမှာမကောင်းပါဘူးအမေနေကောင်းပါတယ်လို့အမေသူ့ကိုတတ်တမအချိန်ညာပါတယ်အဲ့ဒီညမှာသားရဲ့ပင်ပန်းပါတယ်ခဏလေးအိပ်ပါအောင်အမေနေကောင်းပါတယ်အမေဘာမှမဖြစ်ပါဘူးအမေကောင်းသွားမှာငါသားလေးတရေလောက်လေးမှေးလိုက်ပါလားဟုတ်ကဲ့အမေခကြီးပန့်လာတဲ့သားလေးကအမေဘေးနာလေးမှာအသာလေးအမေကပြောတဲ့အတွက်ကြောင့်ခေါင်းလေးကိုလက်တင်ပြီးတော့ကတင်ပေါ်မှာလက်တင်ပြီးတော့မှီခင်နဲ့အမေကအိပ်ပါသားရဲ့ကောင်းပါတယ်ဆိုတော့သူခေါင်းလေးပုတ်ပေးရင်နဲ့သူကအိပ်ပျော်သွားတယ်သူနိုးလာတဲ့အခါမှာအမေအသက်မရှိတော့ပါဘူးအမေကအထမအကျိန်နဲ့နောက်ဆုံးအကျိန်သူ့ကိုညာပြီးတော့အသက်ထွက်သွားပါတယ်အဲ့ဒါရသစာပေအကျိုးပါကျွန်တော်ခုနပြောသလိုဟဲ့ကောင်ငါဆွဲကြိုးဝယ်ပေးစမ်းလို့ပြောတာတဲ့ကိုစာရေးသူဟာသူလူချင်းတဲ့နေရာကိုဆွဲပြီးတော့ my mother is a liar ဆိုပြီးတော့သူပြီးခြင်းတဲ့ message ကိုရအောင်ပေးသွားအဲ့ဒါရသစာပေပါတနည်းအားဖြင့်ပြောရလို့ဆိုရင်ရသစာပေဆိုတာကျွန်တော်တို့ဒီမှာကျွန်တော်ဆရာကြီးလည်းပြောသွားပါတယ်ကွယ်ပြောက်လို့နေပါတွေဖြစ်နေပါပြီကျောင်းနေမှာရသမြောင်မသင်နိုင်တဲ့အခါကျတော့ရသမြောင်သင်ပေးရမှမသိတဲ့အခါကျတော့တဖြည်းဖြည်းရသမြောင်ဆိုတာဘာမှမသိတော့ပဲနဲ့ကြက်တာတွေအော်တာတွေပဲဖြစ်လာတာပါကြက်တာတွေအော်တာတွေကပညာမဟုတ်ပါဘူးတညာပါလို့သိရဲ့ကြည့်နေကျွန်တော်တို့သာသမီတွေမျိုးဆက်တွေရင်ဆိုင်နေရတာပါအဲ့ဒီလိုရင်ဆိုင်နေရတာတွေကိုကျွန်တော်တို့ကလေးတွေအတွက်အနာဂတ်ကလေးတွေအတွက်ကျွန်တော်ရောက်တဲ့နေရာတိုင်းပြောရင်ကျွန်တော်ဘယ်တော့မှရသပြောတာနည်းပါတယ်ကျွန်တော်ကလေးတွေအတွက်ကျွန်တော်မြောက်ပေးတာဒီနံပါတ်1အင်္ဂလိပ်စာနံပါတ်2 IT ကွန်ပျူတာမဖြစ်မနေတာမယ်နော်မင်းတို့တက္ကသိုလ်မှာဘွဲရပြီးတော့မှဒါတွေပြန်သင်နေအချိန်တော့ကြာသွားပြီမင်းတို့တက္ကသိုလ်မှာဘွဲမရခင်နေရမင်းတို့အင်္ဂလိပ်စာကျွမ်းကျင်အောင်လုပ်ရမယ်ကွန်ပျူတာတက်အောင်လုပ်ရမယ်ကိုယ်အိမ်ကြီးချင်းပတ်ဝန်းကျင်နိုင်ငံတွေက programming တွေလုပ်နေပြီဒီခေတ်ကို IT လို့ပြောရင်တော့နောက်ကျနေပြီ IT ခေတ်မဟုတ်တော့ဘူး AI ခေတ်ဖြစ်သွားပါပြီ artificial intelligence ဆိုကိုယ်ပတ်ဝန်းကျင်နိုင်ငံတွေအကုန်လုပ်နေပြီကျွန်တော်တို့က IT မှာကွန်ပျူတာတော့မကင်နိုင်သေးတဲ့ဘဝတွေရောက်နေပါအများကြီးအောက်ကျနောက်ကျဖြစ်နေပါပြီအဲ့ဒီတော့အောက်ကျနောက်ကျဖြစ်တဲ့ကလေးတွေကိုကျွန်တော်တို့က IT ဘက်ကလည်းမြင့်တင်ပေးပါတိုးတက်တဲ့ဘက်ဤပညာတွေကိုလည်းမြင့်တင်ပေးဖို့ကြိုးစားကြပါအဲ့ဒီလိုပဲတက်ကျွန်းတဲ့ဆရာမမိဘများကလည်းသူတို့နှလုံးသားလေးထဲမှာရသစာပေလေးကြီးထည့်ပြီးတော့
ချစ်တတ်အောင်ခင်တတ်အောင်ဉာဏ်နိုးတတ်အောင်ကျင်နာတတ်အောင်ယူရတတ်အောင်မိဘမှန်သိအောင်သားသမီးတာဝန်သိအောင်အကုန်လုံးဆောက်ရှောက်နိုင်တဲ့သူတွေဖြစ်အောင်ပြုစုပြောထောင်ဖို့ပါကျွန်တော်တို့လူကြီးတွေရဲ့တာဝန်ပါလို့ပြောရင်းနဲ့ဒီကိုချုပ်ပါ